8 6လ2026ရက်နေ့ ရွှေပြည်သာမြို့နယ် ဗိုလ်ချုပ်လန်း The Root Restate တွင်2026-2029သက်တမ်းကာလမြန်မာနိုင်ငံအင်ရှင်မြေဝန်ဆောင်မှုအသင်းရန်ကုန်တိုင်းဒေသကြီးမင်္ဂလာထုံခရိုင်ရွှေပြည်သာမြို့နယ်အလုံးမှုဆောင်ရွေးချယ်ပွဲပြုလုပ်ခဲ့ပါသည်ရွေးချယ်ပွဲတွင်မြန်မာနိုင်ငံအင်ရှင်မြေဝန်ဆောင်မှုအသင်းဗိုလ်ဥက္ကဋ္ဌဦးခမောင်သားမှတပါပတိအဖြစ်ဆောင်ရွက်ပြီးရွေးချယ်ပွဲကြီးကြပ်ရေးကော်မရှင်အဖွဲ့နှင့်ဒုတိယဥက္ကဋ္ဌ3ဦးကျော်တင်နှင့်အဖွဲ့ဝင်များရန်ကုန်တိုင်းဒုတိယဥက္ကဋ္ဌဦးဝင်းသူရဆွေနှင့်အမှုဆောင်များတက်ရောက်ခဲ့ကြပါသည်ရွှေပြည်သာမြို့နယ်အသင်းသူအသင်းသား295ဦးတို့မှာ2026-2029သက်တမ်းကာလအမှုဆောင်42ဦးရွေးချယ်ခံထားခဲ့ကြောင်းသတင်းရရှိပါတယ်။ဒီနေ့ချိန်မှာမြန်မာနိုင်ငံအချမ်းမြေဝန်ဆောင်မှုအသင်းရန်ကုန်တိုင်းဒေသကြီးမင်္ဂလာတို့ခရိုင်နောက်ရွှေပြည်သာမြို့နယ်ရဲ့2026-29သက်တမ်းတွင်ဥက္ကဋ္ဌပါဝင်မှုဆောင်အသင်းရရွေးချယ်တဲ့ခန်းနာမှာဘိုးခါအနေနဲ့ရောရွေးချယ်တဲ့သဘာဝတည်အနေနဲ့ပါတက်ရောက်ပြီးတော့အဖွဲ့မှာစကားပြောပြရပြီးတော့များစွာပဲကျွန်တော်ဂုဏ်ယူဝမ်းမြောက်ပါတယ်။ဂုဏ်ယူဝမ်းမြောက်တယ်ဆိုတာကျွန်တော်တို့မြန်မာနိုင်ငံအချမ်းမြေဝန်ဆောင်မှုအသင်းဘိုးခါအနေနဲ့ရန်ကုန်တိုင်း45မြို့နယ်မှာကျွန်တော်တို့က42မြို့နယ်ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။အဲဒီဖွဲ့စည်းထားပြီးတဲ့အချိန်မှာဥက္ကဋ္ဌချုပ်ဥက္ကဋ္ဌနေတဲ့ဦးဆောင်တဲ့ရွှေပြည်သာအချမ်းမြေမြို့နယ်တရားနံပါတ်1နေရာမှာရှိပါတယ်။လက်ခုပ်ပြီးဒီဘက်ကနေရာမှာရှိတဲ့မြို့နယ်ကိုလာရောက်ပြီးတော့ဘုရားကပြည်မှာစာပြောကြခွင့်ရတော့များစွာသောဝန္တာပီတိဖြစ်ပါလေဂုဏ်လေးယူဘုရားကတို့ကိုယ်စေကြီးတိုင်းဒေသကြီးတို့ကိုယ်သိနိုင်သူတို့လည်းဂုဏ်ယူတယ်ဆိုတော့ကျွန်တော်ဒီနေ့ရှင်းပြနေတာတော့ဒီကုမားတွေဆိုရင်းနဲ့မြန်မာနိုင်ငံအချမ်းမြေဝန်ဆောင်မှုအသင်းဘာကြောင့်ဖွဲ့လာတာလဲဒီနေ့ဘယ်လိုရည်ရွယ်ချက်တွေနဲ့ကျွန်တော်တို့ဘယ်အခြေအနေကိုရောက်နေတယ်ဒီနေ့အခြေအနေကဘယ်လိုလဲအနာဂတ်ကတော့ကျွန်တော်တို့ဘာတွေပြင်ဆင်ထားလဲဒီနေ့ကြီးဘိုးခိုင်ကရောက်တဲ့မြို့နယ်မှာကျွန်တော်ဒီစကားလေးတွေကိုဒီဝိချက်ပညာပွဲလေးမှာပြောပြတယ်။ဘာကြောင့်ပြောပြတာလဲအခုလည်းဒီနေ့ဝင်နေတဲ့မြန်မာနိုင်ငံ HIV ဝဆောင်မှုအသင်းပြန်ပဲကင်းအသင်းဖြစ်တယ်။ဆရာအောင်နိုင်ကြီးဘာလို့ပြန်ပဲကင်းတဲ့အသင်းလဲဆိုတော့ဘုရားမြန်မာနိုင်ငံရဲ့မြန်မာဆောင်မှုအသင်းကြီးဖွဲ့စည်းမယ်ဆိုတော့ရန်ကုန်တိုင်းမှာရှိတဲ့အကျိုးဆောင်ဖွဲ့စားဒီကုမ္ပဏီတွေကအသင်းကြီးဖွဲ့ဖို့သူတို့2009ရ2004ရအဖွဲ့ကိုဒီလိုပဲဖိတ်မှဆုံးတယ်ကြောင်းရောက်တွေ့ရင်တို့ဖွဲ့ကြရအောင်ကွာဘာကြောင့်လဲဒီသည်ဖွဲ့ဒါလည်းအတူယူစီနေတာဒီဘာကြောင့်ဒီသည်ပေါ်ပေါက်လာလဲဆိုတာအရင်ကြီးကြည့်လိုက်ငါတို့အကျိုးဆောင်ဒီကုမ္ပဏီတွေအလုပ်လုပ်တယ်လုံးလုံးတဲ့ခါကြလို့ရှိရင်ဘုရားအင်ချမ်းမြေကြီးပွားတိုးတက်ဖို့မှာခက်ခဲတွေအများကြီးရှိတယ်။ဘာကြောင့်လဲ။ခက်ခဲတွေအများကြီးရှိတယ်။ဘာလို့ခက်ခဲတွေကိုဖြေရှင်းဖို့ဆိုတာတဲ့အသေးကြီးရှိမှအများရဲ့ voice ပေါ့အများရဲ့စကားအများကိုစားပြုတဲ့ဒီအသေးကြီးကနေတော့ဘာလို့အတွက်လိုအပ်ချက်တွေကိုနိုင်ငံတော်နဲ့ဒီပေါ်ဆော်ရပြီးတောင်းပေးလို့ရမှာ။စိတ်ပေါ်မှုကတော့အကျိုးဆောင်ဝဲက professional piece တွေမရတဲ့ကိစ္စရတယ်သူ့ပါစေကိုပဲဘာမှစိတ်ဖြစ်သွားတယ်ပွဲကြော်ခံရတယ်အစကြီးပေါ့နော်ဒီလိုမျိုးဖြစ်နေတဲ့စိတ်ပေါ်မှုတွေကသူလည်းခံရငါလည်းခံရအကုန်လုံးခံနေရတဲ့ခါကျတော့ဒါတွေကိုစူပါဖြည့်ရှင်းပေးဖို့ဆိုတာဒီလိုအသိကြီးကပဲဖြည့်ရှင်းပေးနိုင်မှာအများကိုစားပြီးတဲ့အသိကြီးကပဲဖြည့်ရှင်းပေးနိုင်မှာဆိုတော့ဒီသိကြီးကိုကြောက်ခဲ့